ဒီမှာဝါထူးဆန်းနေတဲ့အကူတွေကိုပြောချင်တယ်ဘယ်လိုတော့တောလုံးကတောလုံးရှောင်းတောလုံးကွန်တောလုံးရှိမတူဒီငါးပါးကိုလေဒီငါးပါးကိုလည်းတုံညာထဲတယ်ကွာရှစ်ကိုလည်းတုံးထဲတယ်ကွာတစ်ကိုလည်းရှောက်ထဲတယ်ခွန်လည်းတော့နှစ်ထဲတာပေါ့ကွာအဲ့မဲ့ငါးရှောက်ခွန်ရှိအဲ့ဒီငါးရှောက်ခွန်ရှိကိုငါးရှောက်ခွန်ရှိအဲ့ဒီငါးရှောက်ခွန်ရှိပေါ့ဝလာလို့ရှိတုံညာဒီနေတိုးလို့ဖြစ်ခဲ့ရင်အဲ့ဒီတော့ဘယ်လိုထောက်သေးတာဒီနှလုံးငါပေါ့တုံညာတဲ့ငါပြီးတော့ဒီနှလုံးရှောက်ကိုတိလိုက်ထဲတာရှောက်ပြတော့ခွန်ဒီလိုနေထဲတာရှစ်ကိုတုံးထဲတာစဉ်းစားရအောင်ပြောရပါအဲ့ဒီကိုယ်တွေဖြစ်ရှင်အမေဟိုအဲ့ဒီကိုယ်တွေကိုမကြည့်ဘူးဘာလို့တွားကြိုက်တာလဲဆိုတော့ဒီနှစ်ကိုဒီလိုလုံးခွန်လို့လာတယ်အဲ့ဒီခွန်ထိတ်နော်အဲ့ဒီခွန်ထိတ်ရှက်လက်ညီနေရပါပဲဒီလိုလုံးနှစ်ကိုခွန်ထိတ်ငါးပါတုံညာလို့လာတဲ့တုံညာလို့ထည့်ပြီးတော့အဲ့ဒီတုံညာထည့်လို့လာတဲ့အချိန်ဒီတုံလုံးလေလွတ်ဒီတုံလုံးငါပေါ့တုံညာနဲ့လိုက်ထည့်ခဏလေးပေါ့ကနမနေခွန်ရှော့အမေတကဟိုနှစ်ကိုခွန်ထဲတာငါ့ကိုတုံညာတယ်ဒီရှော့ကိုဒီတုံးလုံးတစ်ထဲအဲ့ဒီကိုတစ်ထဲလို့ထဲချင်တာမှာဒီတုံးလုံးလွတ်နေတဲ့ဒီတုံးလုံးရှော့ကိုလေတစ်လို့ထိလာတဲ့အဲ့ဒီကျမှနှစ်ကိုခွန်ငါ့ကိုတုံညာရှော့ကိုတစ်ဆိုဒီပါဝါစီမြင်ဖြစ်တာပေါ့အဲ့ဒီမေသူကဒီတစ်ကိုဖြစ်ချင်တာပေါ့ဘယ်လိုဖြစ်နေတာလဲဆိုတော့ဒီရှိပါဝါဒီတုံးလုံးဒီတစ်ပါဝါဒီတုံးလုံးရှော့ဒီကိုပါဝါတုံးလုံးလေးလို့ဖြစ်တဲ့အဲ့ဒီရှော့ပေကိုဘယ်လိုဖြစ်တာဒီကိုနှလုံးလေးဒီခွန်နှလုံးဒီတုံညောနှလုံးငါအဲ့ရမှာရှစ်ပါဝါ3ကိုပါဝါနှလုံးလေးတစ်ပါဝါ3လုံးရှော့ခွန်ပါဝါနှလုံးလေးတုံညပါဝါဒီနှလုံး5လို့ဖြစ်တဲ့အချိန်ကိုပါဝါဒီ3လုံးက4တစ်ရှော့တခုတည်းကြက်